နေ့စဉ်တည်တနာဝေငှချင်းစီစဉ်မှာအားလုံးကိုသခင်ယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာတလို့ဤနှုတ်ကပတ်တော်မြတ်ကိုနေရာဒေသအသီးသီးမှခံယူကြသောဓမ္မမိတ်ဆွေအယောက်စီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ကြောင်းပြောပြရစေကျွန်တော်တို့ယနေ့တရက်တာအတွက်မိမိရဲ့အသက်တာကိုတည်ဆောက်မိနှုတ်ကပတ်တော်မြတ်ဤကောင်းစဉ်သည်ယုံကြည်ခြင်းခိုင်မြဲပါခြေပြုတမကျန်းစာနှုတ်ကပတ်တော်မြတ်တပိုက်ကိုဖတ်မှာဖြစ်ပါတယ်။ရှမာကုခန်းကြီးကိုအခန်းငယ်30ကိုကိုရောကယုံကြည်ခြင်းမရှိသောအမျိုးငါသည်တင်တို့နှင့်တကွအဘယ်မြကာလပတ်လုံးနေရမည်နည်းတင်တို့ကိုအဘယ်မြကာလပတ်လုံးပြီးခံရမည်နည်းကျွန်တော်ဒီနှုတ်ကပတ်တော်မြတ်ကိုပြန်လည်ဆင်ခြင်ခွန်အားယူတဲ့အခါမှာသခင်ယေရှုခရစ်တော်ကသူ့ရဲ့တပည့်တွေကိုတွင်တင်ဆုံးမသောအချက်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လူတဦးကသခင်ယေရှုခရစ်တော်ထံလာပြီးတော့ကိုရောကျွန်တော်ရဲ့သားကတော့နှက်ဆူဆွဲနေတယ်။အဲ့ဒီနှက်ဆူကတော့သောနှက်ဆူဖြစ်တယ်။သူ့ကိုအကြိမ်ကြိမ်လဲစေတယ်။စက်ကနေအမြုပ်တွေထွက်စေတယ်။ပိန်6ကတ်လို့ဖြစ်နေပြီ။ဒီလိုဖြစ်နေခြင်းကိုကိုရောရဲ့တပည့်တော်တွေစီကိုကျွန်တော်ခေါ်လာတယ်သူတို့ဒီနတ်ကိုထွက်အောင်မလုပ်နိုင်ဘူးဒီအတွက်ကြောင့်ကိုရောကူညီပါမှားဆပါယောဂဝေဒနာကိုပျောက်ကင်းစေဖို့ရတဲ့သခင်ယေရှုခရစ်တော်ထံမှာကူညီလာတောင်းတယ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့သခင်ယေရှုခရစ်တော်ကသူ့ရဲ့တပည့်တွေကိုကိုရောကယုံကြည်ခြင်းမရှိသောအမျိုးလို့သူကခေါ်လိုက်ခြင်းဖြစ်ပါတယ်။ဒါသည်တင်တို့နေတကွအဘယ်မြတ်ကာလပတ်လုံးနေရမည်နည်းတနည်းအားဖြင့်တင်တို့သည်ငါနောက်လိုက်တဲ့ဒီသောနှက်ဆိုးကိုတော့နေမထုံနိုင်ဘူးလို့ခရစ်တော်ကသူတို့ကိုသွန်သင်နေပါတယ်။ဒါကြောင့်ကျွန်တော်တို့ယနေ့မျက်မှောက်ကာလမှာလဲသခင်ယေရှုခရစ်တော်နောက်လိုက်တဲ့ဒီတော်တွေကဲ့သို့များဖြစ်နေသလား။ယုံကြည်ခြင်းအားနည်းသောသူယုံကြည်ခြင်းမရှိသောအမျိုးလို့အခေါ်ခံရသောသူတွေဖြစ်ခြင်းသလား။ဒီအရာကိုကျွန်တော်တို့ပြန်လည်ဆန်းစစ်ဖို့အတွက်အရေးကြီးပါတယ်။ဒါကြောင့်မို့ယနေ့မိမိရဲ့အသက်တာရက်တာအတွင်းတိဆောက်မိနှုတ်ကပတ်တော်ခေါင်းစဉ်လာသည့်အတိုင်းယုံကြည်ခြင်းကိုခိုင်မြဲဖို့ရအတွက်အင်မတန်မှအရေးကြီးပါတယ်ကျွန်တော်တို့သခင်ယေရှုခရစ်တော်ပေါ်ယုံကြည်ခြင်းသည်တခဏအတွက်မဟုတ်ဘဲနဲ့မိမိရဲ့အသက်ရှင်စဉ်ကာလပတ်လုံးအစဉ်အမြဲတည်သည့်တိုင်အောင်သစ္စာဆောက်ပြီးတော့ယုံကြည်ခြင်းခိုင်မြဲသွားဖို့အတွက်အင်မတန်မှအရေးကြီးပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ရှင်လုကာအခန်းကြီး8အခန်းငယ်48မှာကိုရောကလည်းငါသမီးမစိုးရိမ်နဲ့တင်းဤယုံကြည်ခြင်းသည်တင်းအနာကိုငြိမ်းစေသည်ငြိမ်ဝှက်စွာသွားလောဟုမိန့်တော်မူ၏ဖြစ်စဉ်ကတော့12နှစ်ကာလပတ်လုံးတွေးသွန်နာဆွဲသောအမျိုးသမီးတူကသူ့ရဲ့ဖြစ်နေသောယောဂါကိုတက်ကြွတဲ့လောကစေသမားတွေနဲ့လိုက်လံပြီးတော့ကုသလျက်ရှိပါတယ်သို့တော်ညာလဲသူ့ရဲ့ပိုင်ဆိုင်မှုတွေသာကုန်သွားတယ်သူ့ရဲ့အနာယောဂါကပျောက်ကင်းသွားခြင်းမရှိဘူးသို့တော်ညာလဲသူ့မှာယုံကြည်ခြင်းတစ်ခုရှိတယ်ခရစ်တော်ရဲ့အဝိပပွားတော်ကိုတို့လျင်သူကပျောက်မယ်လို့ယုံကြည်တဲ့အတိုင်းတော့မျက်နှာငယ်လေးနဲ့လူတွေထူထပ်တဲ့ဂျားကိုတိုးပြီးတော့သခင်ယေရှုခရစ်တော်ရဲ့ပပွားကိုတို့လိုက်တဲ့အချိန်မှာသူ့ရဲ့ဝေဒနာအလုံးပျောက်ကင်းသွားပါတယ်ဒါကြောင့်မို့သခင်ယေရှုခရစ်တော်ကငါသမီးမစိုးရိမ်နဲ့သင်၏ယုံကြည်ခြင်းသည်သင်၏အနာကိုငြိမ်းစေသည်ငြိမ်ဝှက်စွာသွားလောဟုမိန့်တော်မူတကဲ့သို့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာမှာလဲတော့ယောဂဗေယဖြစ်စေအခြားသောအခက်အခဲအကြောင်းတရားတွေဖြစ်စေကျွန်တော်တို့မှာကြံစရာမရှိသည့်နောက်ပိုင်းမှာကျွန်တော်တို့ရဲ့အတ္တတာသည်သခင်ယေရှုခရစ်တော်ထံပြန်လာဖို့အတွက်အရေးကြီးပါတယ်ဒီအမျိုးသမီးကတော့သခင်ယေရှုခရစ်တော်ထံလာပြီးတော့ဘဝတော်ကိုတို့ခြင်းအဖြစ်ယောဂဝေဒနာအကုန်အစင်ပျောက်ကင်းတဲ့ကဲ့သို့ကျွန်တော်တို့မှာရှိသောအခက်အခဲပြဿနာမြောက်များစွာကိုယေရှုထံသို့ကျွန်တော်တို့ချင်းကပ်တတ်သောသူတွေဖြစ်ခြင်းအဖြစ်ယုံကြည်ခြင်း၌ခိုင်မြဲသောယုံကြည်ခြင်း၌ခိုင်မာသောယုံကြည်ခြင်း၌မြဲမြံသောသူတွေဖြစ်ဖို့ယုံကြည်ခြင်းရှင်းချက်ဖို့အတွက်အင်မတန်မှအရေးကြီးပါတယ်ရှင်လုကာအခန်းကြီး7အခန်းငယ်9မှာသင်ထ၍သွားလောသင်၏ယုံကြည်ခြင်းသည်သင်၏အနာကိုငြင်းစီပြီးဟုမိန့်တော်မူ၏ဒီအချက်မှာလည်းပြန်ကြည့်မယ်ဆိုလို့ရှိရင်နူနာဆွဲသောတစ်ကြိမ်ဟာခင်ယေရှုခရစ်တော်ကိုတွေ့တဲ့အခါမှာ
သူတို့မှာခံစားနေရတဲ့ဝေဒနာကြောင့်အရှက်ရစီသောအရာဖြစ်တဲ့အတွက်ပျောက်ကင်းဖို့ရန်အတွက်မျှော်လင့်ပါတယ်အဲ့ဒီတို့ကြောင့်သခင်ယေရှုခရစ်တော်ကသင်တို့သည်ရှစ်ပရောဟိတ်ထံသို့တွားလို့ယေရှုခရစ်တော်ကတွားခိုင်းတဲ့အခါမှာတွားရင်းနဲ့သူတို့ဝေဒနာတွေပျောက်ကင်းသွားဆိုတာတွေ့ရပါတယ်သို့တော်ညာနဲ့သခင်ယေရှုခရစ်တော်ထံကိုပြန်လာတာကတော့ရှမာရိလူမျိုးတူဦးသေးတာဖြစ်ပါတယ်ကျွန်တော်ဒီမှာဘာကိုအဓိကပြောချင်တယ်လဲဆိုလို့ရှိရင်ယုံကြည်ခြင်းဒီသင်ရဲ့အနာကိုငြိမ့်စေပြီးဟုသခင်ခရစ်တော်ပြောလိုက်တဲ့အချိန်မှာယုံကြည်ခြင်းအပြည့်နဲ့ယစ်ပရောဟိတ်ထံသွားတဲ့အခါမှာပျောက်ကင်းနေဆိုတာတွေ့ရတယ်အဓိကပြီးယုံကြည်ခြင်းအပြည့်အဝရှိသောအတ္တတာနဲ့ယုံကြည်ခြင်းခိုင်မြဲသောအတ္တတာဖြစ်ဖို့အတွက်အရေးကြီးပါတယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အတ္တတာမှာစုံစမ်းခြင်းလေးအနည်းငယ်ကြုံလိုက်တာနဲ့ယုံကြည်ခြင်းတွေကတိမ်ရိုင်တက်တဲ့သဘောလေးတွေရှိပါတယ်ဒါကြောင့်ယနေ့ဒီနှုတ်ကပတ်တော်မြတ်ကိုသင်ခံယူပြီးသည့်အချိန်မှာစာ၍မိမိရဲ့အတ္တတာယုံကြည်ခြင်းတာ၍ခိုင်မာရင့်ကျက်သောသူတစ်ယောက်ဖြစ်ခြင်းအဖြစ်ဘုရားသခင်ရဲ့ဘုန်းတော်အလင်းတော်ထင်ရှားသောသူဖြစ်ပါစေလို့ကျွန်တော်ဝေငှခြင်းနှိကုံးချုပ်ပါတယ်ဒီနှုတ်ကပတ်တော်အဖြစ်ကြားနာသူအယောက်စီတိုင်းပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေအာမင်